Hello bro အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကကျတော့ကျွန်တော်တို့17လပိုင်း9ရက်နေ့ကိုကျွန်တော်တို့ promo diamond 3မှာဖြစ်ပါတယ် promo diamond 3တဲ့အခါကျရင်စိတ်အပြလိုရဲပေါ့နော်အဲ့စိတ်အပြကကျွန်တော်တို့ဒီမထည့်ထားအောင်ဆိုရင်ကျွန်တော် promo diamond ကအသုံးမဝင်ပေါ့နော် promo diamond 3မယ်ဆိုရင်ကိုမှ promo diamond 900လောက်ရှိမယ်800လောက်ရှိမယ်ဆိုရင်စိတ်အပြတစ်လုံးမရှိရင်ကျွန်တော်တို့အခက်တွေ့တယ်နော် skin တွေဝယ်လို့မရဘူး record တွေဖောက်လို့မရဘူးဗျာတိလားemote တွေလည်းဝယ်လို့မရဘူးဒီလိုမျိုးဖြစ်တယ်ဒါကြောင့်မလို့ဒီ promo diamond 3မယ်17လပိုင်း9ရက်နေ့ကိုမရောက်ခင်ပေါ့ကျွန်တော်အခုဗီဒီယိုရရင်စပြီးတော့ကျွန်တော်အောက်မှာကျွန်တော်ဗီဒီယိုရအောက်မှာ comment မှတ်ပေးပါဟောတယောက်ချင်းစီတောင်းကျွန်တော်စိတ်အများလေးထည့်နိုင်သလောက်ထည့်ပေးသွားပါမယ်ကျွန်တော်တယောက်ချင်းစီတောင်းကိုကျွန်တော်လူတိုင်းကိုထည့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုအောက်ပါပေါ့နော်ID နဲ့ server နဲ့ဒါမှမဟုတ်ရင် ID ပဲမှတ်ပေးပေါ့နော်ကျွန်တော်ရဲ့ဒီ comment ဗီဒီယိုအောက်မှာ comment မှတ်ထားအောင်လည်းကျွန်တော် like ပြီးတော့ဒါစာပြပေးမယ်ပေါ့နော်ID တောင်းပြီးတော့ကျွန်တော် diamond တွေဖြည့်ပေးမှဖြစ်ပါတယ် diamond အများကြီးတော့မဟုတ်ဘူးရသေးလားလူအများကြီးနဲ့ကျွန်တော်ခေါ်ချင်တာပေးချင်တာဖြစ်တဲ့အတွက်ကိုကျွန်တော်လူဥယျာဉ်အကန့်အသတ်မရှိဗျာကျွန်တော်ဗီဒီယိုအောက်မှာမှတ်နိုင်တယ်ဒါပေမဲ့လိုအပ်ချက်တစ်ခုနေရတော့ဒီဗီဒီယိုလေးကိုအများသိအောင် share ပေးပါကျွန်တော်စိတ်ပြဝယ်မထည့်နိုင်တဲ့အခြားညီကိုတွေလည်းသိသွားအောင်လို့ပေါ့နော်